အားလုံးပဲမင်္ဂလာပါထူးခြားစမ်းကြယ်မှုတွေနဲ့ပြည်နှံ့နေပြီးကိုယ်မျက်လုံးကိုတော့မယုံနိုင်ဖြစ်သွားစေမယ့်ဓာတ်ပုံများကမ္ဘာပေါ်မှာကိုယ်တွေးထင်ထားတာတွေနဲ့တလွဲဖြစ်နေပြီးအံ့ဩစမ်းကြယ်မှုတွေနဲ့ပြည်နှံ့နေတဲ့အကြောင်းအရာပေါင်းများစွာရှိလို့နေပါတယ်ပရိသတ်ကြီးအတွက်စမ်းကြယ်မှုတွေနဲ့ပြည်နှံ့နေပြီးကိုယ်မျက်လုံးကိုတော့မယုံနိုင်ဖြစ်စေမယ့်ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်နော်နံပါတ်1အရွယ်မရောက်သေးတဲ့လင်းယုံတစ်ကောင်ရဲ့လက်သေးပုံမှာတွေ့မြင်ရတဲ့လက်သေးတွေကတော့အရွယ်မရောက်သေးတဲ့လင်းယုံငှက်တစ်ကောင်ရဲ့လက်သေးတွေဖြစ်ပါတယ်။အမြင့်တနေရာကနေသားကောင်ငယ်တွေကိုတုတ်ချီနိုင်မှုအတွက်သူတို့ရဲ့လက်သေးတွေဟာကြီးမားပြီးထက်မြက်နေတာပါ။လူတစ်ယောက်ရဲ့လက်သီးစုပ်မကရှိတာကြောင့်သားကောင်ငယ်လေးတွေကိုအလွယ်လင့်တကူဖမ်းယူနိုင်ပါတယ်။နံပါတ်2မြင်းရဲ့အဆုပ်မြင်းကောင်ရဲ့အဆုပ်ကတော့ပုံမှာတွေ့မြင်ရတဲ့အတိုင်းကြီးမားလှပါတယ်။ဒါကြောင့်မြင်းတွေဟာအမောပန်းခံနိုင်ကတက်လုံကောင်းကြပါတယ်။နံပါတ်3မမ်မီရဲ့နိုင်ငံကူးလက်မှတ်မမ်မီလို့ခေါ်ကြတဲ့ကြက်စီးထားတဲ့အလောင်းကောင်မှာနိုင်ငံကူးလက်မှတ်ရှိတယ်ဆိုရင်တော့အားလုံးအံ့ဩကြမယ်ထင်ပါတယ်။တည်လွန်ပြီးနှစ်ပေါင်း3000နီးပါးရှိပြီဖြစ်တဲ့မမ်မီအလောင်းကောင်ကို1984ခုနှစ်မှာအီဂျစ်နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဆိုပါအလောင်းကောင်ကိုအီဂျစ်နိုင်ငံကနေပဲရစ်ကိုလေယာဉ်နဲ့တည်ဆောင်နိုင်မှုအတွက်ပဲဖြစ်ပါတယ်။နံပါတ်4လေးပေါ်ဝဲနေတဲ့ခရင်နဲ့ခောက်ဆွဲအနှုတ်60ဒီဂရီအောက်မှာခောက်ဆွဲစားမယ်ဆိုရင်တော့မြန်မြန်စားနိုင်မှာဖြစ်မှာပါမဟုတ်ရင်တော့ပုံလေးကအတိုင်းခောက်ဆွဲတွေလေထဲမှာဝဲတယ်လို့အေးခဲကုန်မှာပဲဖြစ်ပါတယ်။နံပါတ်5တလုံးချင်းရောင်းတဲ့စပစ်သီးစပစ်သီးကိုတလုံးချင်းရောင်းတဲ့နိုင်ငံကတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ပုံမှာတွေ့မြင်ရတဲ့အတိုင်းစပစ်သီးတလုံးချင်းကိုပလတ်စတစ်ဘူးခွန်နဲ့တစ်ခုချင်းရောင်းချနေတာကိုတွေ့မြင်ရမှာပါ။နံပါတ်6အရက်မူးသမားများအတွက်လက်ဆေးကန်တာမန်တွေ့နေကြလက်ဆေးကန်တွေနဲ့မတူတဲ့လက်ဆေးကန်ကိုတွေ့မြင်ရမှာပါ။ရေပိုက်ကောင်းရင်ဘေးတစ်ဖက်တစ်ချက်မှာလက်ကင်နှန်းတွေထားပြီးထားပါတယ်။ဘာလို့လဲဆိုတော့အရက်မူးနေတဲ့သူတွေလက်ဆေးကန်အသုံးပြုတဲ့အခါလဲကျမသွားစေဖို့အတွက်လက်ကင်ကိုပြုလုပ်ထားတာဖြစ်ပါတယ်။နံပါတ်9သမင်ဖြူပုံမှာတွေ့မြင်ရတဲ့အဖြူရောင်သမင်လေးကတော့အယ်ဘီနိုယောဂခံစားနေရတဲ့သမင်လေးပဲဖြစ်ပါတယ်။အခြားအကောင်တွေနဲ့ခွာခြားပြီးအဖြူရောင်ဖြစ်နေတာကြောင့်သားကောင်ကြီးတွေနဲ့အမဲလိုက်မုတ်ဆိုးတွေရဲ့အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်နေပါတယ်။နံပါတ်10အကြီးမားဆုံးဖယုံသီးမြောက်အမေရိကမှာအကြီးမားဆုံးစံချိန်တင်ခဲ့တဲ့ဖယုံသီးကြီးပဲဖြစ်ပါတယ်။ယောက်ျားကြီးတယောက်တော့မားဖို့မလွယ်တဲ့ဒီဖယုံသီးကြီးကတော့တကယ်ကိုတဘာဝကိုလွန်ဆန်ပြီးတည်ရှိနေတာဖြစ်ပါတယ်။နံပါတ်9 22ပေါင်လေးတဲ့မုံလာဦးကြီးပုံမှာတွေ့မြင်ရတာကတော့22ပေါင်လေးတဲ့မုံလာဦးကြီးဖြစ်ပါတယ်။မုံလာဦးကြီးဟာကြီးမားလွန်းတာကြောင့်လက်နှစ်ဖက်နဲ့တေချာပွေထားရမှာဖြစ်မှာနော်။နံပါတ်10မြေကြီးတွေကကျယ်သီးများမြေချင်းတူးရင်းနဲ့ကျယ်သီးပေါင်းရာချီပြီးတွေ့ရမယ်ဆိုရင်တော့ဒါဟာတော်တော်ကိုအံ့ဩစရာဖြစ်လို့နေပါတယ်။ပုံမှာတွေ့မြင်ရတာကတော့မြေကြီးထဲမှာနှမြုပ်နေတဲ့ကျယ်သီးတွေကိုတူးဖော်တွေ့ရှိခဲ့တာပါဘလို့လူကကျယ်သီးပေါင်းရာချီနဲ့ချီပြီးဆုံးဖြတ်ခဲ့လဲဆိုတာကတော့တွေးကြရပါပဲနော်နံပါတ်7မီးတင်ကြောင်နဲ့ပြုတ်လုထားတဲ့လက်ဆေးကန်ရုပ်တရက်ကြည့်မယ်ဆိုရင်တော့တာမန်လက်ဆေးကန်အငယ်လေးအဖြစ်တွေးမိကြမှာပါဒါပေမဲ့အဆိုပါလက်ဆေးကန်ကိုမီးတောင်ကရတဲ့မီးတင်ကြောင်နဲ့ပြုတ်လုထားတဲ့လက်ဆေးကန်ပဲဖြစ်ပါတယ်မီးတောင်ကရတဲ့မီးတင်ကြောင်ဟာအလွယ်တကူမရနိုင်တာကြောင့်ဒီလက်ဆေးကန်လေးဟာလည်းတမိုးကြီးတစ်ခုအဖြစ်တည်ရှိနေပါတယ်။နံပါတ်7မျက်စိမမြင်သူများအတွက်ကဘာလုံးမျက်စိမမြင်နိုင်သူများလည်းကဘာကြီးကိုလေ့လာနိုင်မှုအတွက်တီထွင်ထားတဲ့ကဘာလုံးပုံစံပဲဖြစ်ပါတယ်။မျက်စိမမြင်တဲ့သူများဖတ်ရှုနိုင်မှုအတွက်စာရေးထားတာကြောင့်ဒီကဘာလုံးတီထွင်တဲ့သူကတော့မျက်စိမမြင်တဲ့သူတွေအတွက်စဉ်းစားပေးနိုင်တဲ့သူပါပဲ။နံပါတ်7အမိုက်ထဲကနေရှာတွေ့ခဲ့တဲ့ပတ်စံများကမ္ဘာကံကောင်းဆုံးအမိုက်တိန်တဲ့သူလို့ပြောရလောက်တဲ့အထိကံကောင်းခဲ့တဲ့သူပဲဖြစ်ပါတယ်။ထို့သူကတော့အမိုက်တွေထဲကနေငွေသားဒေါ်လာ9သိန်းကိုရှာတွေ့ခဲ့တာပါ